ချင်းတွေကိုမန္တလေးသိန်းစော်အတန်နဲ့တူအောင်ဆိုနိုင်လို့ချီကျူးခံနေရတဲ့စမ်းရည်မှုပရိသတ်ကြီးရဲ့အခုလက်တလောလူမှုကွန်ရက်စာမျက်နှာတွေမှာအတန်ပါရမရှင်လူငယ်လေးတယောက်ဖြစ်တဲ့စမ်းရည်မှုရဲ့တည်ဆိုမှုတွေကတကယ့်ကိုရေပန်းစားနေပါတယ်အထူးသဖြင့် national နဲ့စင်ကြီးကလုံချီလိုမျိုးခက်ခဲတဲ့သချင်းကြီးတွေကိုဘေးကအကူအညီမပါဘဲတယောက်တည်းပိုင်ပိုင်နိုင်တည်ဆိုပြနိုင်ခဲ့တာပါ။အယောစရာအကောင်းဆုံးကတော့ national သချင်းတွေကတောင်ကညိုပြိုတော့မိန်မိုင်းမိုင်းမှုံဝေးဆိုတဲ့အတန်ဆွဲတင်လိုက်တဲ့အပိုင်းလေးမှာဝါရင်အနုပညာရှင်ကြီးမန္တလေးသိန်းစော်ရဲ့အတန်ဒီအတန်ထားနဲ့အရန်ကိုဆင်တူနေတာပါပဲ။ဒါကြောင့်လည်းအပြုံးမင်းသားလေးစမ်းရည်မှုတော်ချက်ပဲဆိုပြီးတော့ပရိသတ်တွေကတော့တညီတညွတ်သေးချီးကျူးနေကြတာဖြစ်ပါတယ်။ဒီလိုရှေးဟောင်းမြန်မာတန်စင်းသချင်းကြီးတွေကိုလူငယ်တယောက်ကအခုလိုပြည်ပြင်းစွာပြန်လဲအသက်တွင်းနိုင်တာကလူငယ်တွေအသက်တာမကရှေးသချင်းမြန်နိုးတဲ့လူကြီးပိုင်းတွေအတက်ပါအထူးပဲအကြိုက်တွေ့စေခဲ့ပါတယ်။အရင်ကအဖေတွေအဖိုးတွေနားထောင်ခဲ့တဲ့သချင်းတွေကိုပြန်လဲတည်ဆိုပေးရင်းနဲ့မြန်မာအနုပညာအမွေအနှစ်ကိုထိမ့်သိမ်းပေးတဲ့စမ်းရည်မိုးရဲ့ရှေ့ဆက်မဲ့အနုပညာခရီးလမ်းကိုအားလုံးကစောင့်မျှော်အားပေးနေကြတာဖြစ်ပါတယ်ရှင်။